လာပါရှင်ချင်းလင်းချန်နယ်တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဧပြီလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစဉ်တွေကတော့ဒီရိမျိုးရှိခလာရ269တရမှတက်သား2ဦးလက်နက်နဲ့အတူ PDF ဇုံလန်းထံအလင်းဝင်လာကြောင်းတွန်းဆန်မြို့နယ်ဝုံဝဲရွာကိုလည်း ZRA ကမီးရှို့လို့အင်ချေ30ကျော်ပြကြကြောင်းမရာဒေတာမှာလူတစုကအတင်းအဓမ္မစစ်မှုထမ်းဖို့စီစဉ်မှုတွေရှိနေတယ်လို့လူငယ်အများအပြားဘေးလွတ်ရာကိုထွက်ပြေးနေရဟုမရာလန်ကောင်စီပြောကြကြောင်းစစ်ဘေးရှောင်များကိုအတီးပြက်စေတဲ့ကိုလာဟာလာဖြတ်နာမလုပ်ကြဖို့မိစိုးចောင်းသားများတမကအတိပေးကြောင်းနလင်တန်တဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာလူသားချင်းစာနာမှုရန်ပုံငွေတွေကိုစစ်ကောင်စီကထိန်ချုပ်ထားတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအတိပေးကြောင်းလုပ်ပေးဖြစ်ပါရရှင်ဒီရိမျိုးရှိခလာရ269တရမှတက်သား2ဦးလက်နက်နဲ့အတူ PDF ဇုံလန်းထံအလင်းဝင်လာတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်ချင်းပြည်မြောက်ပိုင်းဒီရိမျိုးရှိစစ်ကောင်စီတပ်၏ခလာရ269တက်မှရေးသား2ဦးသည်လက်နက်ခဲယမ်းများနဲ့အတူ PDF ဇုံလန်းထံအလင်းဝင်လာကြောင်းဧပြီလ10ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါရယ်ဒီရိမျိုးခလာရ269တရမှအသက်23နှစ်အရွယ်တက်သားဖူလာပီနဲ့အရေးပေါ်စူလင်းအောင်တို့သည်ဧပြီလ9ရက်နေ့တွင်လက်နက်ခဲယမ်းများနဲ့အတူ PDF ဇုံလန်းထံအလင်းဝင်လာခြင်းဖြစ်ကြောင်းသိရှိရပါရယ်လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာသောရဲတပ်သား2ဦးအားစုကျင်းငွေများပေးထားပြီးလုံခြုံတဲ့နေရာသို့ပို့ဆောင်ထားပြီးဖြစ်တယ်လို့ PDF ဇုံလန်းတာဝန်ရှိသူတဦးကချင်းလင်းချန်နယ်တရင်ဌာနသို့ပြောဆိုထားပါရယ်ယခုနှစ်စံပိုင်းအတွင်းခလာရ269တရမှတက်ကြကြီးအဆင့်အပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးအလင်းဝင်လာပြီးဖြစ်ကြောင်း PDF ဇုံလန်းရဲ့ထုတ်ပြန်ချက်များအရသိရှိရပါရယ်ဒါအပြင်ဖေဖော်ဝါရီလ29ရက်နေ့တွင်လည်းဒီရိမျိုးခလာရ269တရမှတက်သား2ဦးသည်လက်နက်ခဲယမ်းများနဲ့အတူ CDF CDM စီရင်ထံသို့အလင်းဝင်ခဲ့ပါရယ်ချင်းကင်အောင်အဖွဲ့မှ Operation CB အမည်ဖြင့်ဖလန်းမြို့သိမ်းတက်ပွဲအောင်မြင်ပြီးနောက်ဒီရိမျိုးလည်းမြို့သိမ်းတက်ပွဲဆင်နွှဲရမည်ဖြစ်ကြောင်းပြောဆိုပြီးနောက်ဒီရိမျိုးရှိစစ်ကောင်စီတပ်သားများသည်တိုလှန်ရေးတပ်ဖွဲ့များထံသို့ဗက်ပြောင်းခုလုံမှုမကြာခဏလှုပ်လာကြောင်းစစ်ရေးလေလာတုံးသက်သူများကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်တွန်းဆန်မြို့နယ်ဝုံမွဲရွာကိုလေ ZRA ကမီးရှို့လို့အင်ချေ30ကျော်ပြကြတဲ့တရင်ကိုလေတင်ဆက်ပေးသွားပါမယ်ရှင်ချင်းပြည်မြောက်ပိုင်းတွန်းဆန်မြို့နယ်ဘုံဝဲရွာကိုလေဇုံမီ Revolutionary Army ZRA တပ်ဖွဲ့ကမီးရှို့ဖျက်ဆီးလို့လူနေအိမ်ချေ30ကျော်ပြကြခဲ့ရတယ်လို့သိရှိရပါတယ်။ ZRA တပ်ဖွဲ့တွေဟာတွန်းဆန်မြို့ကိုတိုက်ခိုက်ပြီးပြန်လည်ဆုတ်ခွာသွားတဲ့အချိန်အပြန်လမ်းမှာဧပြီလ4ရက်နေ့ကနေဇန်ကျေးရွာကိုမီးရှို့ခဲ့ပြီးနောက်ဧပြီလ6ရက်နေ့မှာလည်းဘုံဝဲရွာကိုထပ်မံမီးရှို့ခဲ့တာလို့သိရှိရပါတယ်။ ZRA တပ်ဖွဲ့တွေဟာဘုံဝဲကျေးရွာကိုဧပြီလ6ရက်နေ့တနင်္ဂနွေနေ့မှာမီးရှို့သွားတာဖြစ်ပြီးအင်ချေ34လုံးမီးလောင်ပြကြခဲ့ရပြီးမိဘတင်ပြည်သူတွေဟာအကူအညီလိုအပ်နေကြလို့သိရပါတယ်။စစ်ကောင်စီရဲ့လက်ပါစီ ZRA ကဧပြီလ3ရက်နေ့မှာချင်းပြည်ချင်းလန်အစိုးရတပ်ဖွဲ့များတင်ပိတ်ထားတဲ့တွန်းဆန်မြို့ကိုထူးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာချင်းပြည်ချင်းလန်အစိုးရတပ်ဖွဲ့များခုခံတိုက်ခိုက်မှုကြောင့် ZRA တပ်တွေပြန်လည်ဆုတ်ခွာသွားတဲ့အချိန်မှာတိုက်ပွဲနဲ့သက်ဆိုင်မှုမရှိတဲ့အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီကတို့မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။မရာဒေတာမှာလူတစုကအတင်းအဓမ္မစစ်မှုထမ်းဖို့စီစဉ်မှုတွေရှိနေတယ်လို့လူငယ်အများအပြားဘေးလွတ်ရာကိုထွက်ပြေးနေရဟုမရာလန်ကောင်စီပြောကြားတဲ့တရင်ကိုလေးတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းပြည်မရာနေဒေတာမှာဒေတာခံပြည်သူတွေကိုလူမျိုးခြားဘာသာခြားထံစစ်တင်တန်းတက်ရောက်ရန်အတင်းအဓမ္မစီစဉ်မှုတွေရှိနေတာကြောင့်လူငယ်အများအပြားဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့မရာလန်ကောင်စီကဧပြီလ9ရက်နေ့ကတရင်ထုတ်ပြန်ထားပါတယ်။မရာနေအတွင်းအသက်14နှစ်ကနေ45နှစ်ကြားရှိတဲ့ဒေသခံပြည်သူတွေကိုလူမျိုးခြားဘာသာခြားထံစစ်တင်တန်းတက်ရောက်ဖို့လူတစုကစစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်တာစစ်မှုမထမ်းလူပါကအတင်းအဓမ္မဖမ်းဆီးဖို့စီစဉ်နေတာတွေရှိနေတယ်လို့မရာလန်ကောင်စီကဆိုပါတယ်။ဒီလိုအခြေအနေတွေကြောင့်မရာလူငယ်များပြားဟာကြောက်ရွံ့ထိတ်လန့်နေကြပြီးဘေးလွတ်ရာမရာနေပြင်ပသို့ထွက်ပြီးတင်းရှောင်နေကြရပြီးမရာလူငယ်တွေရဲ့အနာဂတ်ဘဝကိုငိမ့်ညာထောက်ရှုသောအပြင် NUG ပညာရေးစနစ်မှာပညာစည်းပူးလူသူတွေဆက်လက်တင်ယူနိုင်ရေးအတွက်
နေရာထိုင်ခင်းစားနပ်ရိက္ခာနဲ့တင်ကြားရေးစရိတ်တွေကို Moraland Council နဲ့ Moraland Relief Organization MRO တို့လက်တွဲပြီးပံ့ပိုးကူညီရန်စီစဉ်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Moraland Council ဟာချင်းပြည်ချင်းနဲ့အစိုးရနဲ့ချိတ်ဆက်ပြီး Morane မှာအုပ်ချုပ်ရေးတရားစီရင်ရေးလူသားချင်းစာနာထုတ်ထားရေးပညာရေးကျန်းမာရေးစတဲ့ကဏ္ဍတွေကိုတက်နိုင်တဲ့ဘက်ကနေအကောင့်ထေပေါ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ Morane လိုင်လန်ပီမျိုးကစစ်ကောင်စီစခန်းကို CDF Mara, CDF လောက်သူ CDF မတူပီ CDF ဇုတ်ဖိတ် CDF ထန်လောင်နဲ့ CNA ပူပေါင်းတပ်ဖွဲ့တွေက2023ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာအပြီးသက်တင်ပိတ်ခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။စစ်ဘေးရှောင်များကိုအတည်ပြည့်စေတဲ့ကိုလာဟာလဖြတ်နာမလို့ကြဖို့မီဇိုကျောင်းသားများတမကအတည်ပြုထားတဲ့တရင်ကိုလေးတင်ဆက်ပေးသွားပါမယ်ရှင်။မီဇိုရမ်ပြည်နယ်အတွင်းခုလုံရရှိကြတဲ့စစ်ဘေးရှောင်များကိုအတည်ပြည့်စေတဲ့ကိုလာဟာလတရင်တွေဖြန့်ချင်းမလို့ကြဖို့မီဇိုကျောင်းသားများတမကမီဇိုဇီရိုလိုက်ပေါ် MZP ကမီဇိုရမ်ပြည်သူများကိုအတည်ပြုထားပါတယ်။ဧပြီလ10ရက်နေ့မှာ MZP အကြံပေးပုဂ္ဂိုလ်များနဲ့ရုံးဝန်ထမ်း OB များအစည်းအဝေးတရက်ပြုလုပ်ပြီးစစ်ဘေးရှောင်များအရေးဆွေးနွေးခဲ့ကြရာစစ်ဘေးရှောင်များကိစ္စနဲ့ပတ်သက်ပြီးမီဇိုရမ်ပြည်သူများညီညွတ်တမ်းကြားသိနေရတာစိတ်မကောင်းကြောင်းညီရင်အကူတွေကြားစီလုံးမှုကြိုကွေးစေနိုင်တဲ့အပြိုးဆိုများကိုတရိထားကြဖို့အတိပေးထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့မနီပူပြည်နယ်အတွင်းဖြစ်ပွားတဲ့ပြည်ပခတ်များကြောင့်မီဇိုရမ်ပြည်နယ်ကိုစစ်ဘေးရှောင်လာသူများအားနှွေးထွေးစွာကြိုဆိုဆောင်ရှောက်တာဟာမီဇိုလူမျိုးများရဲ့အကျင့်စာရိတ္တကောင်းဖြစ်တယ်လို့ခရိယန်များရဲ့လုံရက်လေးဖြစ်ကြောင်းဆိုပါတယ်။လက်ရှိမီဇိုရမ်ပြည်နယ်မှာစစ်ဘေးရှောင်တူများလာခြင်းနဲ့ပတ်သက်လို့မီဇိုရမ်ပြည်သူများညီညွတ်နေကြတာကိုကြားသိရတဲ့အတွက်စိတ်မကောင်းကြောင်းစစ်ဘေးရှောင်များအနေဖြင့်ပြစ်မှုတစ်ခုခုကျူးလွန်ပါကကျူးလွန်သူကိုဥပဒေတိုင်းအရေးယူပေးဖို့နဲ့ပြဿနာတစုံတရာဖြစ်လာတာနဲ့အမျှစစ်ဘေးရှောင်များတို့ထင်ကြေးပေးပြီးနီလမျိုးစုံဖြင့်ကိုလာဟာလဖြစ်နေခြင်းကိုမလုပ်ကြဖို့တိုက်တွန်းထားပါတယ်။မီဇိုရမ်အစိုးရအနေဖြင့်စစ်ဘေးရှောင်များအတွက်တင့်လျော်တဲ့အကူအညီများကူညီဆောင်ရှောက်ဖို့အတွက်မူတရက်ကိုအမြန်ဆုံးအတည်ပြုပေးရန်လည်းတိုက်တွန်းထားပြီးဒီအချက်ကမီဇိုရမ်ပြည်သူများနဲ့စစ်ဘေးရှောင်များကြားနားလည်မှုပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြောင်းဖော်ပြထားပါတယ်။မီဇိုရမ်ပြည်သူများအနေဖြင့်ညီရင်အကူတွေကြားစိတ်ဝင်ကွဲပြီးစီလုံးမှုပြိုကွဲစေနိုင်တဲ့အပြိုးဆိုများကိုရှောင်ရှားကြဖို့တိုက်တွန်းထားတယ်လို့သိရှိရပါတယ်ရှင်။ငလင်တန်တဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာလူသားချင်းစာနာမှုရန်ပုံငွေတွေကိုစစ်ကောင်စီကထိန်းချုပ်ထားတယ်လို့ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတရိပ်ပေးတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။နိုင်ငံတကာကပေးအပ်တဲ့ငလင်တန်တဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာရန်ပုံငွေတွေကိုစစ်တပ်ကထိန်းချုပ်ထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကဧပြီလ9ရက်နေ့မှဧပြီလ9ရက်နေ့အထိဦးစားပေးကိစ္စတန်နိုင်ငံမှာကျင်းပတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွင်တရိပ်ပေးပြောဆိုထားပါတယ်။နိုင်ငံတကာလူသားချင်းစာနာထုတ်ထားမှုဆိုင်ရာရန်ပုံငွေကိုစစ်တပ်ကထိန်းချုပ်ပြီးနောက်ထပ်စစ်ရေးအကြမ်းဖက်မှုကိုဆက်လက်ကျူးလွန်မိလားဆိုတဲ့စိုးရိမ်မှုများစွာရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူး။မြန်မာနိုင်ငံရှိပြည်သူများအတွက်မြန်မာဆန်ဆန်လူသားချင်းစာနာထုတ်ထားမှုအကူအညီများလက်လန်းမိနိုင်စေရန်ကူညီပေးပါစစ်မှန်တဲ့အပြစ်အခက်ရက်စေးရေးနဲ့လေကြောင်းတက်ခဲ့မှုတွေအပြစ်အခက်ရက်စေးရေးအတွက်ထုတ်ဖော်ပြောပေးပါနိုင်ငံတော်ဝန်ကျေးဇူးပြုပြီးဒီမိုကရေစီကိုပြန်ရောက်အောင်ကူညီပေးပါလို့ဒေါက်တာဝင်းမြတ်အေးကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကငလင်တန်ကြုံနေရချိန်မှာပဲအယက်သားတွေကိုပြစ်မှတ်ထားတဲ့တက်ခဲ့မှုတွေလှုပ်ဆောင်ခဲ့ပြီးတပတ်အတွင်းမြို့နယ်32ခုမှာလေကြောင်းတက်ခဲ့မှု63ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒေါက်တာဝင်းမြတ်အေးကထောက်ပြခဲ့ပြီးစစ်ကောင်စီလေကြောင်းဘုံကျဲတက်ခဲ့မှုတွင်ငလင်လှုပ်ခတ်မှုတန်ခံခဲ့ရတဲ့ဒေသတွေလည်းပါဝင်ပြီးငလင်ဘေးရန်တဲ့ဒေသတွေကိုအရေးပေါ်ကူညီရေးဆောင်ရွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EROS တွေကအပြစ်ခက်ရက်စေးရေးကြေညာခဲ့ပေမဲ့လည်းစစ်တပ်ကတိုက်ခိုက်မှုတွေကိုဆက်လက်ကျူးလွန်တယ်လို့ဆက်လက်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာ၄နှစ်ကျော်အာဏာသိမ်းယူထားစဉ်စစ်အာဏာရှင်တွေဟာအရက်သားများကိုဆက်လက်တပ်ဖြတ်နေပြီးစစ်ကောင်ဆောင်တွေဟာလည်းအပစ်ပေးခံရခြင်းမှကင်းလွတ်နေတဲ့အတွက်ကြောင့်ပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအဆက်မပြတ်ဖျက်ဆီးနေတာဖြစ်ပြီးမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်
လူဦးရေ3500နီးပါးသေဆုံးခဲ့ရပြီးလူပေါင်း9000နီးပါးဒဏ်ရာရရှိခဲ့ကြောင်းအသက်ရှင်ကျန်ရသူအများအပြားကလည်းအမိုးအကာစားနပ်ရိက္ခာရေနဲ့ဆေးဝါးဆောင်ရှောက်မှုတွေမရရှိပေးနဲ့လူသားချင်းစာနာထုတ်ထားမှုအရေးပေါ်လိုအပ်နေကြောင်းသူကနိုင်ငံတကာကိုအတိပေးပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလုံးနဲ့ပဲရနာသွားပါမယ်ရှင်ချင်းလင်းချန်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကျမ်းမာရှင်လန်းပြီးဘေးရန်ခတ်သိမ်းကင်းဝေးနိုင်ကြပါစေရှင်